ပယ်မာမြို့မှာအောင်ပွဲဆင်မဲ့ညမင်္ဂလာပါခင်ဗျာ Nice Choice Channel ကနေပြန်လဲကြိုဆိုလိုက်ပါတယ်ခင်ဗျာဒီနေ့ညအတွက်ရွေးချယ်ထားတဲ့ပွဲစဉ်ကတော့မြန်မာစံတော်ချိန်မနက်2 နာရီခွဲချိန်မှာရှင်ပြိုင်ကစားကြမဲ့စပိန်လာလီဂါပွဲစဉ်တစ်ပွဲဖြစ်တဲ့မာယော့ကာနဲ့ဘက်တတိုပွဲစဉ်ပဲဖြစ်ပါတယ်ဗျဒီပွဲစဉ်မှာတော့ဧည့်သည်ဘက်တစ်ဖက်ကနေတရေ30ရှုံးဈေးကြောပေးထားပြီးဂိုးပေါင်းနှလုံး60ရှုံးဖွင့်လှစ်ပေးထားပါတယ်။အင်ရှင်မာယော့ကာအနေနဲ့လိဂ်နောက်ဆုံးခုနှစ်ပွဲမှာနိုင်ပွဲ2ပွဲသာရရှိထားပါတယ်။သို့သောမာယော့ကာဟာအိမ်ကွင်းပွဲစဉ်တွေဆိုရင်ရမှတ်တွေမဆုံးရှုံးအောင်ကစားလေးရှိပြီးလက်ရှိမှာတိုက်စစ်ပိုင်းလည်းအသင့်တင်အနေထားမှာရှိနေပါတယ်။ဧည့်သည်ဘက်တစ်အနေနဲ့တော့လိဂ်နောက်ဆုံးနှစ်ပွဲဆက်ပြန်လဲအနိုင်ရယူထားပြီးယူရိုပါလိဂ်တနေရာကိုတေချာအောင်ရယူဖို့ကြိုးစားနေတာတွေ့ရပါတယ်။သို့တော့ဒီပွဲမှာဒဏ်ရာပြဿနာအနည်းငယ်ရှိနေပြီးအိမ်ကွင်းမှာတဲ့မာယော့ကာကိုရင်ဆိုင်ကစားရမှာဖြစ်ပါတယ်။ဒီလိုအနေထားမှာဧည့်သည်အနေနဲ့တရေ30ရှုံးဈေးကြောပေးထားတာဟာဈေးမှန်တယ်လို့ထင်စရာရှိပါတယ်။ဒါပေမဲ့ပထမအကြော့ဘက်တဟာသူ့အိမ်ကွင်းမှာမာယော့ကာကိုတလုံးတရေအထိဈေးကြောပေးခဲ့တာမို့ယခုအဝေးကွင်းမှာလည်းအနိမ့်ဆုံးတရေအပြည့်ရှုံးနေပါလောက်ထိပြန်လဲဖွင့်လှစ်ပေးရမယ့်အခြေအနေဖြစ်ပါတယ်။သို့တော့ယခုအချိန်မှာတော့ဘက်တစ်အနေနဲ့တရေ30ရှုံးတာဈေးကြောပေးထားတာပြီးတရေတဝက်ရှုံးတဲ့အထက်ကိုတက်မလာတာကြောင့်ဘက်တစ်ရဲ့ဈေးကြောပေးမှုဟာအဝေးကွင်းမှာရုန်းကန်ရနိုင်တဲ့ဈေးတန်းမျိုးဖြစ်နေပြီးဈေးပြောတဲ့ဘက်ကိုရိမ့်ရိုင်နေတဲ့အနေအထားဖြစ်ပါတယ်။လိဂ်နောက်ဆုံး2ပွဲဆက်နိုင်ထားတဲ့အနေအထားရဲ့ပကြော့မှာလည်းမာယော့ကာကိုဂိုးပြတ်နိုင်ထားတဲ့အနေအထားရဲ့ထိပ်တိုက်တွေ့ဆုံမှုတွေမှာလည်းအသာရထားတဲ့အနေအထားတွေရဲ့စတဲ့အချက်လက်တွေကြောင့်ဘက်တစ်အနေနဲ့ပုံမှန်ပေးရမယ့်ဈေးတန်းထက်ရော့ကျပြီးဖွင့်လှစ်ပေးတာဟာလုံးဝမဖြစ်သင့်ပါဘူး။ဒါကြောင့်ဒီပွဲမှာပထမအကြော့မှာရှုံးထားပေမဲ့ယခုပွဲစဉ်မှာတော့မာယော့ကာအနေနဲ့အိမ်ကွင်းလဲဖြစ်တယ်လို့အိမ်ကွင်းမှာဆိုကစားပုံပိုမိုကြစ်လက်ကောင်းမွန်တဲ့ခြေစွမ်းမျိုးနဲ့ဧည့်သည်ဘက်တကူအနှိမ့်ဆုံးတရေကန်ကစားနိုင်စွမ်းရှိတယ်လို့ယုံကြည်ရင်းအိမ်ရှင်မာယော့ကာကိုပဲရွေးချယ်ထားခြင်းပါတယ်ဗျမိတ်ဆွေတို့အနေနဲ့တခြားရွေးချယ်မှုတွေကိုတော့ Telegram Channel မှာတွားရောက်ကြည့်ရှုနိုင်ပါတယ် Telegram link ကိုတော့အောက်က description နဲ့ comment မှာထည့်ပေးထားပါတယ်ခင်ဗျာအားလုံးအဆင်ပြေကြပါစေခင်ဗျာ